ကွမ်တုံးဒေသရဲ့ရိုးရာနှစ်တကူပွဲတော်မှာမပါမဖြစ်တာကတော့အသားနူးညံ့ပြီးအရေခွံကြည့်လက်ကဘိုင်းချဲကြီးကြက်သားပြုတ်ပဲဖြစ်ပါတယ်။ကိုယ်တိုင်လုပ်ကြည့်ဖို့တကယ်ကိုရိုးရှင်းပါတယ်။အစင်းတစ်အနေနဲ့ကြက်သားကောင်းဖို့အရန်ရေးကြီးပါတယ်။အသားကြည့်လက်ပြီးခြေတော့တတ်မာတဲ့အိမ်မွေးချက်ကိုရွေးချယ်ပါ။ကြက်တကောင်လုံးကိုစားအနက်နဲ့ပွတ်တိုက်ဆေးကြောပေးခြင်းကအနံ့ဆိုးတွေကိုပျောက်စေပြီးအရသာပိုကောင်းစေပါတယ်။အစစ်နှစ်ပြုတ်ရည်ပြင်ဆင်ခြင်းအုံးနဲ့ထဲပါရေထည့်ပြီးဂျင်းကြက်တုံငိနဲ့စားအနှဲငယ်ထည့်ပါအယောင်လှချင်ရင်ကဝမ်ကြီးကြီးလေးတွေထည့်ပေးလို့ရပါတယ်ရေဆူလာပြီဆိုရင်မီးကိုအနည်းဆုံးအထိရှို့ချလိုက်ပါအစိမ့်3အသားချစ်အောင်လုပ်နည်းဒီနေရာမှာအရေးကြီးတာက3ချိန်နဲ့3ချိန်မှလုပ်ဖို့ပါချက်ကိုရေနွေးတဲ့3ကနစ်ပြီးပြန်မပေးတာကြောင့်အသားထဲအပူဓာတ်ညီမျှသွားပြီးအရေးခွန်းကပိုပြီးချစ်လက်ရွရွလေးဖြစ်ပါစေပါတယ်အဆင့်၄နှက်ထားခြင်းမှတ်ထားရမှာကဒီချက်သားကိုမီးပြင်းနဲ့ပြုတ်တာမဟုတ်ပဲရေနွေးထဲမှာနှက်ထားရမှာပါအချိန်25မိနစ်လောက်နှက်ထားပေးပါပြီးတာနဲ့ချက်သားကိုဆယ်ယူပြီးရေခဲရေးထဲကိုချက်ချင်းစိမ့်ပေးပါဒါမှအသားကပိုပြီးအေးအေးလေးဖြစ်လာမှာပါအဆင့်၅ sauce အချင်းပြင်ဆင်ခြင်းပထမ sauce ဂျင်းနဲ့ချက်တုံမိုက်စီပူပူပြီးတော့စားအနှဲငယ်ဒုတိယ sauce တဲချင်းချက်တုံနီစီပူပူနဲ့ပဲငပိအနှဲငယ်အခုဆိုရင်တော့မွေးကြံပြီးအရသာရှိရဲ့ကွမ်တုံးစတာချက်သားပြုတ်လေးရပါပြီ sauce နဲ့တူစားလိုက်ရင်ချက်သားရဲ့လက်ဆက်မှုကိုအပြည့်အဝခံစားရမှာပါဒီနှစ်သူကူမှာမိသားစုတက်လှုပ်ကြွေးကြည့်လိုက်ရအောင်နော်